ရှုပ်ဝက်စမ်းသက်ခန်းတစ်ခုဟာလူသားအကျင့်စာရိတ္တမရှိတော့တဲ့နေရာတစ်ခုပါကလေးငယ်တွေကိုလူလိုမမြင်တော့ပဲစမ်းသက်ပစ္စည်းလိုသဘောထားပြီးဥနောက်သွေးသားဒီရန်နေအထိပြုပြနေကြပါတယ်နာကျင်မှုအတန်အော်ဟစ်တန်တွေစိတ်ရန်တရားအတန်တွေကညာအမှောင်ကိုဖောက်ထွင်းနေပါတယ်ဒီအထက်ကကလေးမလေးကယောက်မျက်လုံးထဲမှာကြောက်ရွံ့မှုနဲ့မုန်းတီးမှုပြနေပြီးတိတ်တိတ်လေးလွတ်မြောက်ဖို့အချိန်ကိုစောင့်နေခဲ့ပါတယ်ရုတ်တရက်မီးလောင်မှုကြီးဖြစ်သွားလာတဲ့အချိန်စမ်းသက်ခန်းတစ်ခုလုံးရုံရင်ဆန်ခတ်ထသွားပါတယ်ဒီအခိုက်အတန့်ကိုအတုံးချပြီးကလေးမလေးဟာသွေးစွန်းနေတဲ့ခန္ဓာကိုယ်နဲ့အပြင်းဘက်ကိုထွက်ပြေးလွတ်မြောက်လာပါတယ်မိုးရွာနေတဲ့ညအမောင်လမ်းပေါ်မှာလဲကျနေတဲ့သူမကိုလေယာလုတ်ကင်တဲ့မောင်နှံတယောက်တွေ့ရှိခဲ့ပါတယ်သူတို့ဟာဘာမေကိုမှမမေပဲကိုပိုင်သမီးလိုခေါ်ယူပြင်းစုပို့ဆုံးဖြစ်လိုက်ကြပါတယ်သူမကိုဂျာယွန်းလိုအမိပေးပြီးအသစ်စကင်တဲ့ဘဝကိုပြီးခဲ့ကြပါတယ်နှစ်များကြာသွားပြီးဂျာယွန်းဟာရွာငယ်လေးထဲမှာတာမန်ကျောင်းသူအဖေကြီးပြင်လာပါတယ်မနေ့တိုင်းလေယာအလုပ်ကူရတယ်ကျောင်းသွားတယ်အိမ်ပြန်လာရင်အိမ်အလုပ်လုပ်တယ်အချိန်ကကြည့်ရင်သူမဟာအေးချမ်းတဲ့ကျေးလက်ဘဝနဲ့တာမန်မင်းကလေးတယောက်လိုပဲဒါပေမဲ့ညတိုင်းအိမ်မပြောနိုင်ပါဘူးအိမ်မက်ထဲမှာအဖြူရောင်အခန်းတွေသွေးစွန်းနေတဲ့လက်တွေအော်ဟစ်တန်တွေအလင်းတန်းတွေကိုအမြဲမြင်နေရပါတယ်မမတ်မိပေမဲ့စိတ်ထဲမှာအမြဲတမ်းကြောက်ရွံ့မှုတစ်ခုနေရာယူထားပါတယ်နောက်ထပ်ပြဿနာကတော့ခေါင်းကွိုက်ပြင်းထန်တာမူးဝေတာတခါတလေမျက်စိမှောင်သွားတာဒါပေမဲ့ဂျာယွန်းဟာမိဘတွေစိတ်ပူမှဆိုလို့ဘယ်သူမှမပြောဘဲကိုယ်တိုင်သိခံနေခဲ့ပါတယ်တနေ့မှာမိသားစုအကြွေတွေများလာပြီးအဖေကနေမကောင်းဖြစ်လာပါတယ်ဒီအချိန်မှာဂျာယွန်းဟာမိသားစုကိုကယ်ဖို့ TV တန်းလန့်ရှိုးတစ်ခုဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမရဲ့ရည်ရွယ်ချက်ကယူရှင်းပါတယ်ငွေရမယ်မိဘတွေကိုကယ်မယ်ဒီမိသားစုကိုမပျက်စီးစေချင်ဘူးစင်မစ်ဖော်တက်လာတဲ့အချိန်အလင်းမီးတွေထိုးကြနေပြီးလူထောင်ပေါင်းများစွာကကြည်နေပါတယ်စိတ်လှုပ်ရှားမှုနဲ့အတူဂျာယွန်းဟာစွမ်းရည်တွေပြသရမှာမထင်မှတ်ပဲလူမဟုတ်မှန်မလုပ်နိုင်တဲ့အရာတွေကိုထုတ်ဖော်ပြသမိသွားပါတယ်ဒီအချိန်မှာပဲအဝေးကနေ TV ကြည့်နေတဲ့လူတစုအရင်စမ်းသက်ခံနဲ့ဆက်နွယ်နေတဲ့အဖွဲ့အစည်းသူတို့မျက်လုံးတွေတောက်ပသွားပါတယ်သူမကိုပြန်တွေ့ပြီးအဲ့ဒီနေ့ကစပြီးဂျာယွန်းရဲ့ဘဝဟာပြောင်းလဲသွားပါတယ်ထူးဆန်းတဲ့လူတွေစတင်ပေါ်လာပါတယ်အဖြူရောင်အဝတ်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်အေးဆက်တဲ့မျက်လုံးနဲ့လူသားလိုခံစားချက်မရှိတဲ့မျက်နှာသူမဟာဂျာယွန်းကိုစမ်းသပ်ဖို့ပဲလာတာပါတစ်ဖက်မှာတော့သိပ္ပံပညာရှင်တွေလက်နက်ကိုင်အဖွဲ့တွေရွာလေးထဲကိုတိတ်တိတ်လေးဝင်ရောက်လာပါတယ်သူတို့ရဲ့အမိန့်ကတခုပဲပြန်ဖမ်းမယ်မထိန်ချုပ်နိုင်ရင်ဖြတ်မယ်ဂျာယွန်းရဲ့မိဘတွေကိုပါအတုံးချဖို့ကြိုးစားလာကြပါတယ်ဒီအချိန်မှာဂျာယွန်းဟာထူးဆန်းတဲ့အမတ်ရမှုတွေပြန်ပေါ်လာပါတယ်အဖြူရောင်အခန်းဆရာဝန်တွေတန်ကြောင်းလက်တံတွေသွေးနံနောက်ဆုံးမှာအမှန်တရားကိုသိသွားပါတယ်သူမဟာငွေရပါလူမဟုတ်ပါဘူး DNA ကိုပြုပြင်ထားတယ်အုံနောက်ကိုပြောင်းလဲထားတယ်လူသားထက်ကျော်လွန်တဲ့စွမ်းရည်တွေထည့်သွင်းထားတယ်သူမဟာစမ်းသစ်ခံရဲ့အကောင်းဆုံးအောင်မြင်မှုအသက်ရှင်နေတဲ့လက်နက်တစ်ခုဖြစ်ပါတယ်အတိတ်ကိုမခံနိုင်လို့ကိုယ်တိုင်မရန်မှုကိုပိတ်ထားပြီးတာမန်လူလိုနေခြင်းကြတာပါဒါပေမဲ့အခုတော့အရာအလုံးပြန်ဖွင့်လာပါပြီဂျာယွန်းရဲ့ပြက်လုံးတွေပြောင်းလဲသွားပါတယ်အေးစာတိတ်ဆိတ်ကြောက်စရာကောင်းသူမကိုလိုက်ဖမ်းနေတဲ့လူတွေကိုတယောက်ချင်းအညံဆုံးအရက်ဆက်ဆုံးနီးနဲ့ချေမှုန်းပါတော့တယ်လက်နက်မလိုဘူးဓာတ်မလိုဘူးလက်ပလားနဲ့ပဲလူတယောက်ကိုချေမှုန်းနိုင်နေဒီတိုက်ခွဲတွေကသူမဟာလူမဟုတ်တော့ပဲလက်နက်တစ်ခုဖြစ်နေပြီဆိုတာကိုသက်သေပြလိုက်ပါတယ်ဒါပေမဲ့ဂျာယွန်းရဲ့စိတ်ထဲမှာတော့အရာတစ်ခုမပြောင်းလဲသေးပါဘူးမိဘတွေကိုကာကွယ်ခြင်းတာကိုဘဝကိုပိုင်ခြင်းတာနောက်ဆုံးဆုံးဖြတ်ချက်သူမကိုဖန်တီးခဲ့တဲ့အဖွဲ့အစည်းစီကိုယ်တိုင်ပြန်သွားမယ်အကစ်တောင်းဖို့မဟုတ်ဘူးပြန်အုပ်ချုပ်ခံဖို့မဟုတ်ဘူးအကောင်လုံးကိုဖျက်ဆီးမယ်သူမလူခလေးတွေထပ်မပေါ်လာအောင်အဆုံးသတ်ဖို့နောက်ဆုံးအခန်းမှာဂျာယွန်းဟာအေးဆက်တဲ့မျက်လုံးနဲ့အမောင်နဲ့ကိုလမ်းသွားပါတယ်ဒါဟာထွက်ပြေးခြင်းမဟုတ်ပါဘူးစစ်ပွဲတစ်ခုစတင်မှုပါ